ဖိုးချစ်လဲငါးမွေးရယ်နေတူးလဲငါးမွေးရယ်နှစ်ယောက်လုံးကိုအချိန်6လပေးမယ်အစာတစ်မျိုးသေးကိုပဲအတူတူကျွေးမယ်ဘဒုကံကငါးကပူကြီးမယ်လို့ထင်ပါတယ်လေဖိုးချစ်လားဒါမှမဟုတ်နေတူးလားအဖြေကိုကွန်မန့်မှာရေးပေးပါဘာဖြစ်လို့လဲဆိုတာပါထည့်ရေးပေးပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျေးပါဒီနေ့ကျွန်တော်တို့ငါးတကောင်ကြီးထွားဖို့အတွက်ဘာတွေကိုမိခိုနေရလဲဆိုတာကိုဆွေးနွေးကြမှာဖြစ်ပါတယ်ပထမအဆုံးတတိပေးချင်တာကတော့အစာကောင်းနေုံနဲ့ငါးမကြီးပါဘူးငါးတွေနေတဲ့ရေကကောင်းနေဖို့ပိုအရေးကြီးပါတယ်ရေကောင်းမှငါးတွေကိုအစာကောင်းကျွေးတာကအတိတ်ပဲရှိမှာမဟုတ်ဘူးလားရေမကောင်းပဲအစာကောင်းကျွေးနေရင်တော့အိတ်ပေါက်နဲ့ဖားကောက်တလို့ဖြစ်နေမှာပါဖိုးချစ်နဲ့နေသူတို့နှစ်ယောက်မှလည်းရေပူကောင်းတဲ့လူရဲ့ငါးကပိုပြီးတော့ကြီးထွားနေမှာပါငါးတကောင်ကြီးထွားဖို့အတွက်ရေကဘလောက်အရေးပါလဲဆိုတာကိုကျွန်တော်ပြောပြပေးချင်တာပါရေကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာအသေးစိတ်ထပ်တင်ပေးဦးမှာမို့လို့ follow လုပ်ပေးထားပါဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိခဲ့ရင် like and share လေးလုပ်ပေးခဲ့ပါဗျာ